ESC ကို power ဖွင့်ပြီးတော့မှ transmitter ကို power ဖွင့်တယ်ဆိုတာမှားနေဆိုတာတင်တိပါလားလူ10ယောက်မှာလူ10ယောက်ကဒီလိုမျိုး ESC ကို power ဖွင့်ပြီးတော့မှ transmitter ကို power ဖွင့်ကြရပါတကယ်တော့ဒါမှားနေရလို့ပါပဲဘာလို့မှားနေလဲဆိုရင် ESC ကိုအရင်ဆုံး power ဖွင့်လိုက်ခြင်းအဖြစ်ကအရင်ပြီးတဲ့ပုံစံမျိုးဖြစ်သွားတယ်ပြောမယ်ဆိုရင်တော့ full throttle အနေနဲ့ဖြစ်သွားတာမျိုးဖြစ်ပါတယ်အဲ့လိုမျိုးတိကျရတဲ့ကအထူးသဖြင့် quality မကောင်းတဲ့ ESC တွေဒါမှမဟုတ် firmware update မလုပ်ရတဲ့ ESC တွေမှာဖြစ်မြန်တတ်ပါတယ်ဒီလိုတိကျတွေဆိုတာလည်း ESC က neutral position အနေနဲ့ရှိမနေတာမျိုးနောက်တစ်ခုအနေနဲ့ ESC ကို power ဖွင့်ပြီးတော့မှ transmitter power ဖွင့်လိုက်တဲ့အခါကိုက transmitter ရဲ့ trigger ကိုလောက်ပဲဆွဲလုံးနေတာမျိုးလည်းရှိတတ်ပါတယ် receiver က transmitter ထောင်းလွှတ်လိုက်တဲ့ signal ကိုရရှိနေတာမျိုးမဟုတ်လို့ပါ receiver နဲ့ transmitter ကို bind လုပ်ရတဲ့အခြေအနေမျိုးဖြစ်သွားမှာဆိုတော့ဒီလိုတိကျတွေမှာဖြစ်စေဖို့အတွက် transmitter အရင်ဆုံး power ဖွင့်လိုက်တယ်ပြီးရင် ESC ကို power ဖွင့်တယ်ထိုနည်းတူပဲ ESC ကို power ပိတ်ပြီးတော့မှ transmitter power ပိတ်ဒါတော့အမှန်ကန်ဆုံးနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်